အမျိုးသမီးကနှာခေါင်းအတုကိုသူမမျက်နှာပေါ်ဖိကပ်လိုက်တဲ့ခဏမှာပဲအဲ့ဒီအတုထဲကနေသွေးကြောပေါင်းများစွာထွက်ပေါ်လာပြီးစက္ကန့်ပိုင်းတွင်အရေးပြားတဲ့ထိုးဖောက်ဝင်ရောက်သွားပါတယ်ပစ္စည်းပိုးပါဆယ်ထုတ်ကိုခိုးယူခဲ့တဲ့အတွက်ကြောင့်အဲ့ဒီနှာခေါင်းအတုဟာသူမမျက်နှာနဲ့တသားတည်းဖြစ်သွားခဲ့တာပါအဲ့ဒီနေ့ကကေဝင်းဟာအိမ်နီးချင်းရဲ့အိမ်ရှိကနေဖြတ်သွားရင်ပြီးပြည့်စုံသောရုပ်ရည်လိုရေးထားတဲ့ဘူးတဘူးကိုတွေ့သွားပါတယ်သူမခဏတာတုံဆိုင်သွားပေမဲ့နောက်ဆုံးမှာတော့အဲ့ဒီပါဆယ်ထုတ်ကိုအိမ်ထဲခိုးယူလာခဲ့ပါတယ်သူမဘူးကိုဖွင့်ဖို့ပြင်နေတော့မှပဲအိမ်နီးချင်းကရုတ်တရက်လူခေါ်ပဲလာတီးပါတယ်သူ့ရဲ့ပါဆယ်ထုတ်ကိုမြင်မိလားလို့မေးတဲ့အခါကေဝင်းကချက်ချင်းပဲညှင်းလိုက်ပါတယ်ဒါပေမဲ့အိမ်နီးချင်းဖြစ်သူဟာရုတ်တရက်စိတ်ထိန်နိုင်စွမ်းမရှိတော့ပဲအရန်ကိုဒေါသတကြီးဖြစ်လာပါတယ်သူကအိမ်ထဲဝင်စစ်မယ်လို့အော်ဟစ်နေတာကြောင့်ကေဝင်းလန့်သွားပါတယ်သူမတကားမှန်ပေါက်ကနေပြန်ချောင်းကြည့်တဲ့အခါမှာတော့အပြင်မှာဘယ်သူမှရှိမနေတော့ပါဘူးသူမအိမ်ထဲပြန်ဝင်ပြီးပါဆယ်ကိုဆက်ဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာနှာခေါင်းတူတစ်ခုကိုတွေးလိုက်ရပါတယ်တိုက်တိုက်ဆိုင်ဆိုင်ပဲကေဝင်းဟာမကြသေးခင်ကမှနှာခေါင်းခွဲစိတ်ဖို့စဉ်းစားခဲ့ဘူးပေမဲ့ပတ်စံမရှိတာနဲ့လက်လျှော့ခဲ့ရတာပါအခုဒီနှာခေါင်းကိုမြင်လိုက်တဲ့အခါမှာတော့ဘာမှမစဉ်းစားတော့ပဲချက်ချင်းပဲကောက်တက်လိုက်ပါတော့တယ်ဒါကြောင့်လေနှာခေါင်းတူဟာသူမမျက်နှာမှာအခိုင်မာကပ်ပါသွားခဲ့တာပါနောက်တနေ့မနက်မှာတော့ကေဝင်းဟာကိုယုံကြည်မှုအပြည့်နဲ့အလုပ်သွားခဲ့ပါတယ်ဓာတ်လေကားထဲမှာအနီရောင်ဝတ်ထားတဲ့ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်နဲ့ဆုံခဲ့ပေမဲ့ကေဝင်းကတော့ဂရုမစိုက်ခဲ့ပါဘူးရုံးခန်းထဲရောက်တဲ့အခါလုပ်ဖို့ကင်ဖက်တွေအားလုံးကသူမကိုဝိုင်းကြည့်ပြီးဘလောက်တောင်လှလာလဲဆိုတာကိုချီးကျူးကြပါတယ်ဒီချီးကျူးစကားတွေကြောင့်ကေဝင်းတယောက်ယုံကြည်မှုတွေပိုတက်လာခဲ့ပါတယ်အဲ့ဒီနေ့ညနေမှာတော့သူမဟာအိမ်နီးချင်းအိမ်ရှိကနေဖြတ်သွားရင်နောက်ထပ်ပါဆယ်တစ်ထုပ်ကိုထပ်ခိုးပြန်ပါတယ်နေရန်ပေါ်မှာရေးထားတဲ့နောက်တစ်ခါထပ်ခိုးရင်မင်းတည်လိမ့်မယ်ဆိုတဲ့စာသားကိုတော့သူမသတိမထားမိလိုက်ပါဘူးဒီတစ်ခါဘူးထဲမှာတော့မျက်လုံးအတုတစ်ခုပါလာပါတယ်ကေဝင်းဟာသူမရဲ့ရုပ်ရည်တစ်ကိုအလွန်ပဲစိတ်တိုင်းကြနေပါတယ်သူမဟာအဝတ်အစားတစ်တွေအိတ်တစ်တွေကိုအယူမှုဝယ်ပါတော့တယ်မှန်ရှိမှအသေးချာမိတ်ကပ်လိမ့်ပြီးသူမရဲ့ပြစ်ချက်မရှိတဲ့ရုပ်တွင်ကိုဖုန်းနဲ့ဓာတ်ပုံရိုက်နေပါတယ်ဒါပေမဲ့သူမမသိလိုက်တာကတော့ဓာတ်လေကားထဲမှာတွေ့ခဲ့တဲ့အနီရောင်ဝတ်အမျိုးသမီးဟာအဲ့ဒီအချိန်မှာပဲသူမရဲ့အိမ်တကားအပြင်ဘက်မှာရက်နေတယ်ဆိုတာပါပဲ